စီဂျိုယောဂါကိုအဆုံးသတ်သွားမဲ့စီဂျိုပြောင်းပြန်လန်ပွဲတော်ကျွန်တော်တို့ဖေဖော်ဝါရီ1ရက်နေ့မှာစတင်သွားမယ်ဆိုတဲ့သတင်းလေးကိုလာပြီးတာဖြစ်ပါတယ်ကျွန်တော်တို့စီဂျိုယောဂါဖြစ်ပြီဆိုရင်ဒါဒီတစ်သက်လုံးအတွက်ဆိုပြီးတော့မှအကြီးမားဆုံးမှုသားစကားကျွန်တော်တို့ပြောခံထားရပါတယ်ဒါကြောင့်ကျွန်တော်တို့အားလုံးကစီဂျိုယောဂါဖြစ်ရင်ဒါဒီတစ်သက်လုံးအတွက်ကျွန်တော်ဒီလိုပဲထိမ့်သိမ့်သွားရလိမ့်မယ်ဒီလိုပဲစေးတောက်သွားရလိမ့်မယ်စေးထုတ်ကလည်းတစ်နှစ်ပြီးတစ်နှစ်ကြီးလာလိမ့်မယ်ဆိုပြီးတော့ကျွန်တော်တို့ကယုံကြည်လက်ခံထားကြပြီဖြစ်ပါတယ်ဒါဒီအကြီးမားဆုံးမှုသားဖြစ်တယ်ဆိုတာလေးကိုကျွန်တော်ပြောချင်ပါတယ်ကျွန်တော်ဒေါက်တာကျော်စိုးဖြစ်ပါတယ်ကျွန်တော်ကအထွေထွေယောဂကုဆရာဝန်ယောဂတွေကိုစေးဝါးတွေနဲ့ကုတဲ့ဆရာဝန်အဖြစ်10နှစ်နီးပါးကျွန်တော်လှုပ်ဆောင်ခဲ့တဲ့ lifestyle medicine စေပညာကိုကျွန်တော်လေ့လာခဲ့တယ်ဒီစေပညာလေ့လာပြီးနောက်ပိုင်းမှာတော့ကျွန်တော်ဒီယောဂပြောင်းပြန်လည်တဲ့အလုပ်ကိုပဲကျွန်တော်လှုပ်ဆောင်နေလက်ရှိတယ်အခုမှ ultimate lifestyle မြန်မာတည်ထောင်ပြီးတော့မှစီဂျိုယောဂရှိတဲ့သူတွေကိုအထူးသဖြင့်သင်ပြပေးလက်ရှိတယ်လက်ရှိအချိန်ထိမှာကျွန်တော်တို့မှာပါဝင်ပြီးတော့မှလေ့လာပြီးကြတဲ့သင်တန်းသူသင်တန်းသားပေါင်းထောင်ကျော်ပြီးဖြစ်ပါတယ်9နှစ်တိကြာခဲ့ပြီဖြစ်တဲ့အတွေ့အကြုံပေါင်းများစွာကိုအစီအနှစ်ထုတ်ပြီးတော့မှပွဲတော်မှာမျှဝေတင်ပြသွားမှာဖြစ်ပါတယ်ပွဲတော်ရဲ့ဂျီမန်းချက်ကပါလဲဆိုရင်ကိုယ့်ရဲ့စီးကြိုယောဂါကိုပုံမှန်ရရှိဖို့အတွက်တက်လိုက်ကြလိုက်ဒါမျိုးမဟုတ်ဘူးပုံမှန်ရရှိဖို့အတွက်စေဝါးတွေပေါ်မှာမိခိုနေရတာကိုလျှော့ချနိုင်ဖို့အတွက်ယောဂါကိုအပိအပြက်ဖြောင်းမြန်လန်ပြီးတော့မှစေတစ်လုံးမှမပါဘဲနဲ့တက်တန်းစိအသက်ရှင်ရဖို့အတွက်ကရည်မှန်းချက်ဖြစ်တယ်ဘယ်လိုအကြောင်းအရာတွေပါဝင်မှာလဲဆိုရင် suitcase analogy စီဂျိုယောဂဖြစ်ရတဲ့ဇစ်မြင့်အကြောင်းရင်းကဘာလဲဆိုတာကျွန်တော်တို့အရင်ဦးဆုံးဖော်ထုတ်ကြမယ်အကြောင်းရင်းမှန်ကိုကျွန်တော်တို့သိမှသာလျှင်အဲ့ဒီဇစ်မြင့်ကိုကျွန်တော်တို့အပြက်ရှင်းထုတ်နိုင်မှာဖြစ်တယ်ဒါကိုအားရပါရကျွန်တော်တို့လေ့လာကြမယ်အစာလျှော့စားခြင်းကအစဉ်အမြဲကြာရှုံးခြင်းကိုသာလျှင်ဖြစ်စေတယ်အစာလျှော့စားခြင်းမဟုတ်ဘဲနဲ့ကျွန်တော်တို့ဘယ်လိုစီးကြိုယောဂါကိုကောင်းအောင်လုပ်မှာလဲဆိုတာကိုကျွန်တော်လေ့လာကြမှာဖြစ်တယ်ဒီနေရာမှာကျွန်တော်တို့အရွက်ပြုတ်တွေစားမှာမဟုတ်သလိုကျွန်တော်တို့ဘိုးဘေးဘီပင်နော်နှစ်ထောင်တောင်းချီမကရှိကြတဲ့စားလာတဲ့ထမင်းကိုကျွန်တော်တို့ဒီနေရာမှာဖြတ်စရာမရှိဘူးဘယ်လိုစားရမလဲဆိုတာကိုဒီ first table မှာအတိအကျလမ်းညွှန်သွားမှာဖြစ်တယ်ကျွန်တော်တို့ခန္ဓာကိုယ်မှာနာယီရှိတယ်ဘယ်ချိန်မှာတော့ခန္ဓာကိုယ်ကဘလို့အလုပ်လုပ်တယ်ဘယ်ချိန်မှာတော့ဘလို့အလုပ်လုပ်တယ်ဘယ်ချိန်မှာတော့အစားစားဖို့အသင့်တော်ဆုံးဘယ်ချိန်မှာဘလို့အစားစားဖို့အသင့်တော်ဆုံးဆိုတာကိုခန္ဓာကိုယ်တဘာဝနာယီအကြောင်းအလုံးစုံကျွန်တော်သိအောင်လုပ်ပြီးတော့မှကျွန်တော်တို့စားတာတောက်တာတွေကိုအချိန်ကိုက်ဖြစ်အောင်လုပ်ကြမယ်ဒါအပြင်ဒီအစီအစဉ်မှာမက်ဆီသားကအစားအသောက်တွေကိုချက်ပြုတ်နီးတွေကိုလက်တွေ့သက်ရုပ်ပြသွားမှာဖြစ်တယ်အဲ့တော့ဒီအစီအစဉ်က9ရက်တိုင်ကြာမြင့်မှာဖြစ်ပါတယ်ပုံမှန်အားဖြင့်ကျွန်တော်တို့ကရက်တူအစီအစဉ်လှုပ်ဆောင်လေးမရှိပါဘူးကျွန်တော်တို့နော်အနီးကပ်စောင့်ရှောက်မှုအစီအစဉ်မှာပါဝင်လာတဲ့သင်တန်းသူသင်တန်းသားများတွေအတွက်ပဲသင်ပြပေးလျက်ရှိပါတယ်အဲ့တော့ဒီနေ့ဒီအချိန်မှာတော့နော်စိတ်ဝင်စားသူပေါင်းများစွာနော်တချို့လည်းအနီးကပ်စောင့်ရှောက်မှုအစီအစဉ်မှာမတက်နိုင်ကြဘူးမပါဝင်နိုင်ကြဘူးဒါကြောင့်လူတိုင်းလက်လန်းမိစွာပါဝင်နိုင်ဖို့အတွက်ကျွန်တော်9ရက်တာစီဂျိုပြောင်းပြန်လန်အစီအစဉ်ဆိုတာကိုလှုပ်ဆောင်ထားလိုက်ပါတယ်အဲ့တော့ဒီအစီအစဉ်မှာမိတ်ဆွေဘာတွေရရှိမှာလဲဆိုရင်9ရက်တာသင်ခန်းစာဗီဒီယိုတွေရရှိမယ်ဒါရမယ်စသဖြင့်တွေရရှိမယ်စရင်ပေးသွင်းနိုင်ဖို့အတွက်ဒီ comment မှာ DRF လို့ရေးထားခဲ့လိုက်ပါခင်ဗျာအားလုံးပဲကျွန်တော်တို့စီဂျိုပြောင်းပြန်လန်ပွဲတော်မှာစုံတွေ့ကြပါမယ်